3D ရှစ်မိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာအခုကျွန်တော်တကယ်ကျွန်တော်ကို2026ခုနှစ်ကြိမ်အတွက်နောက်ထပ်ဗီဒီယိုဖိုင်စာလေးတစ်ခုနဲ့မိတ်ဆက်ပေးကြပါမယ်ဒီစာလေးကဒီတစ်ပတ်အတွက်ကျွန်တော်၄ကြိမ်မြောက်တင်တဲ့စတုတ္ထမြောက်ဗီဒီယိုဖိုင်လေးဖြစ်ပါတယ်ဒီစာလေးကိုကျွန်တော်2ကြိမ်မှာတော့ကျွန်တော်431ဆိုပြီးတော့တင်ပေးခဲ့တယ်เนาะအခုအဲ431 site ကိုပဲကျွန်တော်ပြန်ပြီးတော့နောက်တစ်မျိုးထပ်ပြီးတော့ကြည့်ထားတာပေါ့เนาะအဲ့ဒါလေးတကယ်ကျွန်တော်ကိုတစ်ချက်ရှင်းပြပေးမယ်သူရဲ့ဖြစ်စဉ်ကဘယ်အစတော့ဆို1983သူကြဖြစ်စဉ်လေးပေါ့နော်1983သူက6ထိပ်စီ6ထိပ်စီ6ထိပ်စီဒီမှာတော့၄လုံးဖြစ်တာပေါ့နော်ကျွန်တော်တို့ပထမ3လုံးကိုကြည့်လိုက်6ထိပ်6ထိပ်6ထိပ်အဲ့လို6ထိပ်3လုံးတန်းလိုက်တာနဲ့အဲ့ဒီ6ထိပ်3လုံးတန်းပြီးတာနဲ့နှစ်စကိုကျွန်တော်တို့ပြောလိုက်နှစ်စမှာ3ညအလဲစစ်လာ3ညအလဲ3ညအလဲ3ညအလဲဖြစ်တာနဲ့တပင်ကျော်မှာ9အလဲ3ညအလဲ9အလဲအဲ့ဒီ3ညအလဲရဲ့ဘေးမှာ4အပိတ်အဲ့ဒီ4ပိတ်ကပါဝါတစ်လုံးပါဝါတစ်စုံပေါ့နော်ပါဝါတစ်စုံ438နော်နောက်ပိတ်4အလဲတိုင်း3ထိပ်လေး8ပေါ့နော်နောက်သူရဲ့ဖြစ်စဉ်အစားက1983မှာ6ထိပ်တစ်လုံး2လုံး3လုံးတန်းတယ်3လုံးတန်းပြီးရင်အဲ့ဒီ6ထိပ်3လုံးတန်းတယ်နှစ်စမှာ3ညအလဲတိုင်းဘယ်နားမှာထိုင်3ညအလဲထိုင်တယ်တပင်ကျော်မှာသူက9လဲထိုင်ရမယ်နော်3ညတစ်လုံးနဲ့မရ3ညတပင်ကျော်မှာ9ထိုင်ရမယ်အဲ့ဒီ3ညအလဲတိုင်းရဲ့ဘေးမှာနောက်ပိတ်4လို့ပေးရမယ်အဲ့ဒီနောက်ပိတ်4ဟာပါဝါတစ်စုံပါမယ်ချစ်3လေးနော်ဒီချစ်3လေးကိုခဏမှတ်ခဲ့လိုက်နော်အောက်ကဒီ8000နဲ့အောက်မှာဒီ4ရဲ့အောက်မှာ8000နဲ့နောက်ဒီမှာ9နှစ်ပဲကြာမှာတော့ဒီတောက်တည်းမယူလဲရတယ်ဒီ3ညခါ9ခါ4ပိတ်ဆိုရပြီနော်ဒါလေးကပို့ပြီး4နဲ့သွားတော့ပေါ့8000နဲ့အောက်မှာ9နှစ်အတွဲကြာနော်နောက်ဒုတိယ63လုံးကကြာတော့ဒီမှာ24 85 86အဲ့လိုလို့နော်ဒီ63လုံးဒုတိယ63လုံးတန်းတဲ့ဒီနှစ်ထဲမှာနှစ်စနေကြည့်မယ်3ညခါဒီပြင်မှာ9ခါမကြောက်နော်အဲ့တော့အောက်ကိုဆက်ကြည့်မယ်အောက်ကိုဆက်ကြည့်မယ်3ညခါဒီပြင်မှာ9ခါအဲ့လို3ညခါ9ခါတူကြလိုက်တာနဲ့အဲ့ဒီ3ညရဲ့ဘေးမှာ400အပိတ်နော်အဲ့ဒီ4ပိတ်မှာပါဝါတစ်စုံပါတယ်နော်3ညခါ9ခါအဲ့ဒီ3ညခါရဲ့ဘေးမှာ4တလုံးအပိတ်အဲ့ဒီကောင်ကဒီဒုတိယ63လုံးရဲ့အကျိုးဆက်ပေါ့နော်3ညခါ9ခါဒီ63လုံးဖြစ်တဲ့အကျိုးဆက်နော်ဒါပထမ63လုံးရဲ့3ည9နော်ပြီးတော့မှဒီမှာ4ထိပ်နဲ့သူကပါဝါတစ်လုံးပါအောက်မှာတော့8000နဲ့ပေါ့နော်9နှစ်တူကြာနောက်ဒီတတိယ63လုံးကဘယ်မှာထောင်းလို့ဆိုတော့အမှဒီမှာ63လုံးတစ်ခါဒီမှာ63လုံးတစ်ခါဒီမှာတော့4လုံးတန်းတာပေါ့နော်80နဲ့2မှာ1982ခုလို့6ထိပ်3လုံးတန်းတယ်အဲ့ဒီ6ထိပ်3လုံးတန်းပြီးတော့ဒီ6ထိပ်ထွက်ထားတဲ့နှစ်ဆောက်ကျွန်တော်ပြန်လေ့လာကြည့်အောင်နှစ်ဆောက်3ညခါ9ခါနော်3ညခါတပင်ကျော်မှာ9ခါသူ့ရဲ့3ညခါရဲ့ဘေးမှာ4ပဲပိတ်ထားတယ်အဲ့ဒီ4ဟာနော်ဒီမှာပါဝါတစ်စုံနဲ့ပဲသူကဒီမှာကျတော့ရှေ့ပါဝါမဟုတ်တော့ပါဝါတစ်စုံပေါ့နော်သူကတတိယကတ်ဆိုရင်နည်းနည်းတတိယကတ်ဆိုနည်းနည်းလှည့်တတ်တဲ့သဘောရှိတယ်အောက်မှာတော့8000နဲ့25တွေကြာပြီးထားတယ်နော်ပြရှင်းပြမယ်နော်တကယ်ချင်းဒါပို့မဲ့ကဏ္ဍနော်1983 94 95 96 93 94 63လုံးလို့ထောင်းအဲ့ဒီနှစ်ထဲမှာ3ညခါ9ခါ4လို့ပိတ်အဲ့ဒီ4ပိတ်နဲ့ကဏ္ဍပြန်ကြပါနော်4ပိတ်ပါဝါတစ်တွဲ8လို့ထောင်း50နှစ်တွဲနော်ဒုတိယဖြစ်စဉ်ကဒီမှာ63လုံးနှစ်စမှာ3ည9 3ညခါ9ခါ3ညခါ9ခါမကြောက်ဘူးနော်အောက်မှာမကြောက်3ညခါ9ခါ3ညအလဲတိုင်းနဲ့တန်းတန်းမှာ4ပိတ်နော်အဲ့ဒီ4ပိတ်ကပါဝါတစ်တွဲပါအောက်မှာ8တွဲထောင်းတယ်ပြီးရင်50နှစ်တွဲကြာတယ်နော်တတိယဖြစ်စဉ်က82ခုနှစ်မှာလာဖြစ်တယ်82ခုနှစ်မှာ62မှာ63လုံးထောင်းဘယ်လိုနှစ်ဆောက်တက်ကြည့်လိုက်3ညခါ9ခါအဲ့ဒီ3ညခါရဲ့ဘေးမှာ4ပိတ်ပါဝါတစ်တွဲပါအောက်မှာ8လို့ထောင်းအဲ့လိုသူပို့မှကနာဒီ4ခုနှစ်ပေါ့နော်သူကထူးခြားတာက63လုံး3ညခါ9ခါ4ပိတ်3လေတိုင်းစတယ်4ပိတ်ကို3လေတိုင်းနဲ့နော်တခါဒီ3ကို3နဲ့ပေါင်းရင်6လေတိုင်းလာမယ်နော်ဒီ63လုံးဖြစ်ပြီးတော့3ညခါ9ခါလို့ကြားတဲ့အချိန်မှာအဲ့ဒီ4အပိတ်က
6ခါနဲ့3ကို3ပေါင်းတော့6ပါဝါတစ်တွဲနော်3ကို3ပေါင်းတော့6ဒီမဲ့3ခါ6ခါဒီကလာ9ခါပေါ့နော်3 6 9 plus 3နဲ့သွားအဲ့ဒီပုံစံအတိုင်းပဲသွားနော်6 3လုံးနော်3ညခါ5ခါ4အပိ3ခါ6ခါ9ခါအဲ့ဒီ9ခါနဲ့သွားပြီးမှသူကအဲ့ဒီ9ကိုပဲသူက4ပိတ်နဲ့ပါဝါပြန်လုပ်လိုက်တာအဲ့ကြတော့4 3တွဲ4 6တွဲ4 9တွဲ plus 3နဲ့သွားတာနော်ပြီးရင်သူ့ရဲ့အောက်မှာချစ်ခွန်ကဒါနောက်ပိတ်ချစ်ခွန်ကနောက်ပိတ်ပြီးရင်2 5တွဲနော်ဒုတိယချစ်ခွန်ကကြတော့အလဲပြီးရင်2 5တွဲပထမကောင်ကကြတော့ထိတ်မှာခွန်8 2 5တွဲမခွန်8 5နှစ်တည်းမယူလဲရတယ်နော်ဒီ3ညခါ5ခါ4ပိတ်ကအဓိကပဲအဲ့ကြတော့မှကျွန်တော်ကဘာလို့ဆိုလိုချင်တာဆုံးတော့ဟုတ်ပြီဒီ6 3လုံးကပြောတယ်အဲ6 3လုံးငါဒီမှာ6 3လုံးတန်းလိုက်ပြီ6 3လုံးတန်းလိုက်ပြီဒီ4ရယ်9ရယ်3ညရယ်ဒီမှာလည်းခွေထားပြီအဲကြတော့ဒီ4 3 8ရယ်နော်ဒီနောက်ကနေလာမယ်နော်4 3 8 4 3 8မင်းလာခဲ့တော့မင်းလာကန်ဒီတိုင်က6 3လုံးတန်းထားလိုက်မယ်အဲသူကအဲ့လိုနော်အဲ့အဓိပ္ပာယ်ပဲဒီ6 3လုံးတန်းတဲ့အချိန်မှာအဲ့4 3 8လာဒီနော်ဒီ6 3လုံးဘယ်မှာလာတန်းလုံးဆို1000အဲ့ကောင်က2013မှာနော်ဒီမှာငါ6 3လုံးတန်းလိုက်ပြီ6 3လုံးတန်းလိုက်ပြီ4 3 8မင်းလာခဲ့လိုက်တော့အဲ့ကြတော့မှ6 6 6 4ဆိုပြီးနော်6 3လုံးတန်းလိုက်ပြီ4 3 8နော်အဲ့ဒီ4 3 8ကဘယ်က4 3 8တော့ခေါင်းလာကျွန်တော်တို့ဒီမှာဒီ6 3လုံးတန်းထားပြီးတော့အဲ့3ည5လေးခွေထားတဲ့ဒီ4 3 8ကိုနောက်ကနေလာတာ4 3 8အဲ့ဒီ4 3 8က2013မှာ6 4လို့တန်းပြီးမှ4 3 8လာထွက်တာနော်ဒုတိယဖြစ်စဉ်က6 3လုံးဒုတိယ6 3လုံးနော်မခွေမက်ကောင်က3ည5လေးခွေကဲ4 6 1ရေမင်းလာတော့မင်းလာကနေငါဟာလို့6 3လုံးကတန်းပြီးမယ်ဟုတ်ပြီဒုတိယဖြစ်စဉ်2016နော်6 3လုံး4အဲ့လိုတန်းပြီးမှ4 6 1ကိုလာပူလိုက်တယ်နော်4 6 1အဲ့ဒီ4 6 1ကဘယ်က4 6 1တော့ဟောနာဟာဒီ6 3လုံး3ည5ဟာ4ပိတ်ကန4 6 1ဒီဟောနာကောင်က4 3 8 4 6 1နော်4 3တွဲ4 6တွဲကဲနောက်ဆုံးပို့ရမယ်ကောင်ကဲဟုတ်ပြီဒီမှာ6 3လုံးကတန်းထားပြီအဲ့ကြတော့3ည5လေးခွေထားတဲ့4ပိတ်နဲ့4 9နဲ့မင်းလာခဲ့နော်မင်းလာဖို့အတွက်ငါ6 3လုံးကဟိုဘက်မှာသွားတန်းလိုက်ပြီဟုတ်ပြီ2023 6 3လုံး4ဆိုပြီးတန်းလိုက်တယ်ပြီးတော့မှ4 9နဲ့ဆိုပြီးတော့နော်ဒါကျွန်တော်ဒုတိယ site ကိုကျွန်တော်ပြန်ပြီးတော့ပြပထမ site ပို့ထားတဲ့ကောင်က401နော်အဲ့401ကဟိုဒုတိယဖိုင်ကိုကြည့်တဲ့တကယ်ချင်းနေသိရနော်664 664 664နဲ့ပို့တာ664 6ကပ်ပေါ့နော်အခုကကြတော့ကျွန်တော်ကဒီ49နှစ်ဆိုတဲ့ကောင်ကို43 46 49ဆိုပြီးသူကပါဝါတွဲတွေနဲ့ပို့တာနော်43ည1နဲ့49နဲ့သူကနောက်ပေါင်းချင်းတူတူပဲဗရိတ်လဲတူတူပဲနော်အဲ့ဒါဒီဖြစ်နိုင်တဲ့ site လေးကိုမပြဘဲနဲ့ထွက်ပြီးကမှကျွန်တော်ဒီ site လေးကိုတွေ့တယ်လို့ပြောနေလို့အလုံးမဖြစ်ဘူးနော်မထွက်ခင်ကြိုပြထားတာအထွက်ပြီးမှကျွန်တော်49နှစ် site တွေ့တယ်ဆိုပြီးတော့ပြောနေဒါဘယ်လိုမှမပြီးတော့ဘူးနော်ဒီလောက်ဆိုတကယ်ချင်းနေသဘောပေါက်ပြီနော်ဒါလေးပါပဲနော်6 3လုံးတန်းနဲ့3ည5လေးခွေတယ်အဲ့3ည5လေးခွေတဲ့4 3 8ကနောက်တစ်ချိန်6 3လုံးတန်းတဲ့အချိန်မှာပြန်ထွက်ဒုတိယ6 3လုံးတန်းနဲ့နော်3ည5လေးခွေဒီ4 6 1ပြန်ထွက်နော်ဘယ်ချိန်မှာထွက်တော့6 3လုံးတန်းနဲ့ရှိနော်တတိယဒီမှာ6 3လုံးတန်းနဲ့နော်3ည5လေးခွေတယ်ဒီ4 9နှစ်ပြန်ထွက်ဘာမှထွက်မလို့6 3လုံးတန်းနဲ့ရှိနော်ဒါပထမဖြစ်စဉ်6 3လုံး4 3 8အပေါ်မှာဒီ3ညခွန်ထိုးတာလေမဝိုင်းတော့နော်ဒါဒုတိယ4 6 1 6 3လုံး4 4 6 1အပေါ်မှာ3ညခွန်နော်ဒီမဲ့လည်းအဲ့လိုပဲနော်ဒီ6 3လုံး4ရဲ့ပုံမှာ3ညခွန်ဒီနောက်ဆုံးပို့ရမယ့်ကောင်ကဒီ4 9နှစ်ပေါ့နော်4 9နှစ်6 3လုံး4 9နှစ်နော်အပေါ်မှာဒီမဲ့3ညပါတယ်ခွန်ပါတယ်ဒါဆိုရင်ငယ်ချင်းရဲ့သဘောပေါက်ပါပြီနော်ဟိုတနေ့ကကျွန်တော်ပို့တဲ့ကောင်က401ဒီကောင်က492တူတူပဲဗရိတ်က9ဗရိတ်ပဲနော်ကဲဒီလောက်ဆိုငယ်ချင်းတွေသဘောပေါက်တော့ပါကဲမိတ်ဆွေငယ်ချင်းများအားလုံးကောင်းကြပါစေဗျာ